အားလုံးမင်္ဂလာပါခုချိန်မှာစာပေညီကိုတွေပြောရတီးရဲ့ဆရာတွေကတော့ကြော်သားနိုင်ပါလေဒီလိုတီးတဲ့စာပေကမှခုမှစလုပ်မဲ့ညီကိုတွေပြောတော့ပြောမှာမြင်ပြလို့ရှိရင်ဘာဝဘက်နဲ့ပုံပုံနဲ့အားကိုဟိုဒါပြောမယ်ဆိုရင်ဘာဝဘက်နဲ့ခက်တူလို့ရမှာဗျ။ဘာဘက်ဒီမှာတွေ့ရင်လည်းခုချိန်မှာအစီအုပ်တစ်လုံးဆိုရင်ကိုအင်ပါတာနဲ့သုံးခုကိုတည့်ရစီဆိုရင်တော်တော်သေးကြီးပေးနေတဲ့အချိန်မှာဘာဘက်တစ်လုံးနဲ့ညီကိုတွေလေးရှိဘာညာဘာညာဘာလို့ခက်သေးပါလိမ့်ဆိုရင်ဆက်ဘာဘက်တစ်လုံးရှိအောင်ဒီကောင်နဲ့ခက်ဆိုလို့ရမယ်ညီလေးပေါ့နော်။ဆရာသမားတွေကတော့ပြောထားနိုင်တယ်မသိတဲ့သူတွေလည်း share လုပ်လို့ဖြစ်ပါတယ်။ဒီလိုဘာလို့တိုက်စီကောင်းလေးနဲ့ဘာမျိုးဟုတ်တာလေးရဲ့ဒီမှာ controller ကက်ကလေးပေါ့နော် controller ကက်ကလေးဒီမျိုးလေးလုံးဝလေးဆိုလို့ရှိရင်ဒီမှာတရားဟုတ်တာကိုဖြုတ်ပြီးတော့လုံးလေးဖြုတ်ပြီးတော့တရားခက်တော့ဘာလို့ထားရလဲဒီမှာ connection ဥပြီးတော့ IC ဖုန်းအားလုံးကောင်းနေပေါ့ဒါအသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ share လုပ်ကြတာပါအားလုံးဘာညာလည်း AC လေးတွေရပါတယ် AC လေးတွေရပါတယ်AC ဘာဘာနဲ့ဆိုရင် AC သုံးပြုလို့ရပါတယ်ဆဲကြည့်ပါရဒီမှာဆိုရင်လည်းဆိုရင်မှာကဲ AC တို့လို့ရပါတယ်။ဒါမျိုးလေးဆိုရင်ဒီမှာကဲ AC တို့လို့ရပါတယ်။ကဲ AC တို့လို့ရပါတယ်။ဘာဘာဘန်းရှိအောင်လည်းဒါမျိုး30ပြားပဲဆိုင်နေပါလို့ရှိရင်ဒါမျိုးကဲကတိတ်ကလေးတွေဝယ်လို့ရပါတယ်။ဒီဆိုင်မဲနေပေးကြည့်လို့ရပါတယ်။အဲဒါရင်အနေနဲ့များဘာဘာနဲ့ AC တို့လို့ရပါဗျာ။ဒါပေမဲ့ဒီလိုမျိုးဓာတ်ရိုက်ဆိုရင်တော့ဘာဘာနဲ့ဒီအားလုံးနဲ့ဓာတ်ရိုက်ဆိုရင်တော့သူကဖိုက်ဖို့တော့လျှောက်ထွက်နေတယ်။တော့ထွက်နေချိန်မှာဒီဒါမျိုးခဲကန်းတိတ်လေးရှည်သုံးတဲ့ချိန်မှာဒီလိုမျိုးဒီမှာထိတ်ကဂန်းထိတ်ကတော့ဒီမှာမပါတော့ပြုတ်သွားကြာတော့အမှုနားကြီးကြီးပြီးကွဲသွားဒီမှာဒါမျိုးဂန်းထိတ်ကလေးမကျွတ်အောင်ဒီလိုမျိုးကွန်ထရိုလာကက်ကလေးနဲ့သုံးတာပိုပြီးကောင်းတယ်ပေါ့ဗျာအဲဒီလိုကွန်ထရိုလာကက်ကလေးနဲ့သုံးတာပိုပြီးတော့အဆင်ပြေတာပေါ့ဗျာပြောမှဆိုရင်တော့ပိုပြီးတော့မလုပ်တော့ထိန်းပါအောင်ပြောမှဆိုရင်ဘာဒီမှာကွန်ထရိုလာကက်ကလေးမီနီလေးနေတာပါနဲ့သူရဲ့ပုံစံကဒီမှာအင်းအောက်ပါမယ်ဒါအတွက်35ခုကနေဝင်ဖိုက်ဖို့4.5ခုကနေ35ခုထိတင်အောင်ထုတ်သုံးလို့ရတယ်ဒီကက်ကလေးနဲ့ဆိုရင်ဒါလေးနဲ့အတူရှော့လေးလုပ်လို့ရတယ်ဒီကောင်ကတော့သူ့ရဲ့အတူရှော့လုပ်တဲ့ဟာလေးသူထင်းချိုးလို့ရတယ်ဟိုအတူရှော့လေးပါတယ်1.5ကို2.5ကို3ကို4ကို5ကို5ကိုထွက်လာတယ်5.3ကိုထွက်လာတယ်ဒါပေမဲ့အဲ့လိုမျိုးကိုယ့်အလေးနဲ့ကိုယ်ဒီလိုချိန်ညှိပြီးတော့သုံးနိုင်ဖို့ပြီးတော့အဆင်ပြေပါတယ်ဒီလိုမျိုးလည်းကွန်ပျူတာကပ်လေးနဲ့အဲ့လိုမျိုးဆိုချိန်ဆိုဒီမှာအားလုံးကောင်းပါညာ AC လေးလို့ရပါတယ်ဒီမှာကွန်ပျူတာကပ်လေးနဲ့ဆိုရင် AC ဆော်လို့လို့ရပါတယ်ဒီချိန်ကိုချိန်ညှိပြီးတော့ပြောရပါဘာပဲနဲ့သုံးလို့ရပါတယ်ကဲဆိုတော့ဒီမှာဟိုအမှုရှိလူတွေဆိုရင်ဒီကွန်ထရိုလာလေးကိုတင်ပေးပြီးဟိုမျိုးသုံးလို့ရပါတယ်နေဘက်ဒီမှာဆိုလို့ရှိရင်လည်းဒီချိန်မှာဆိုရင်ဒီကိုလေးလူလိုရဲဆိုလို့ရှိရင်ကိုယ်လေးနဲ့ကိုလူလေးအခုချိန်ကိုချိန်ပြီးတော့ဒါမျိုးပုံစံလေးအဲ့လိုလုပ်ရပါတယ်လုပ်ရပါတယ်ဒီကန်တစ်ကလေးပဲခဲတော့နှောင်းလုံးပေးကြတဲ့ဆိုင်ဒီကောင်ကဒီကောင်ပဲကန်တစ်ဆိုရင်ကန်တက်ဆိုလို့ရှိရင်1000ကျော်ကျော်လောက်ရှိမှာဒီကောင်ကန်တက်ဆိုဒါပေမဲ့ဒါကအစားရှိပါတယ်ကန်တက်တွေကကုမ္ပဏီမတူမျိုးစားမတူအဲ့လိုမျိုးတွေထည့်ပို့လို့ရပါတယ်မျိုးစားအများကြီးရှိပါတယ်ကွန်ထရိုလာလေးမခံနိုင်တဲ့ဘာမှနဲ့တောက်လျှောက်တိုက်ရိုက်တုံးနေမှာဒီလိုမျိုးကန်တက်ကထိတ်ကကျုပ်သွားပြီးတော့ဒီလိုမျိုးအတန်နဲ့ကြာနေမှာအဲ့ကြောင့်လို့ရှိရင်ရေရှိကြသုံးလို့အဆင်မပြေဒီကွန်ထရိုလာကက်ကလေးနဲ့သုံးလို့ရှိရင်ဒီခဲကန်ထိတ်ကိုလည်းရေရှိသုံးလို့လည်းရတယ်ဒါပေမဲ့အကြံပလန်းတော့မရဘူးဘယ်လိုအတင်တောက်လို့မရလို့မဲ့ဟာလေးတွေဖုန်းစားပြညီကိုတွေဆိုလို့ရှိရင်ဒီလိုမျိုးတွေအားလုံးကောင်းလဲပါလေဒီအကုန်ရတယ်နိုင်တယ်အကုန်သုံးလို့ရတယ်အဆင်ပြေတယ်သုံးလို့အဆင်ပြေပါလေဒါပေမဲ့ပြီးတဲ့လူတွေကတော့ကြော်သွားနေတယ်မပြီးတဲ့လူတွေကတော့ခဲကန်ထိတ်ကိုဒီလိုမျိုးဆက်တဲ့ဒီနောက်ကဒါခဲကန်းထိတ်ရတာပေါ့နော်ဒါသူ့ကိုအနီးကျွေးရမှာဒါပေမဲ့သူ့မှာအနီးနဲ့မလို့သူကအတွင်းထဲကကွိုင်းဆိုပူဖို့ပဲလို့ကဘယ်လိုပဲနေနေအနီးနဲ့နေနေအနောက်ပဲနေနေဒီနှငုတ်ကိုတိုက်တဲ့ဒီမှာချိန်လို့ရတယ်ဘယ်လိုပဲချိန်ချိန်အနီးနဲ့မရွေးဘူးပြောကြကွိုင်းနဲ့ဆိုတော့အဲ့ဟိုအာသွန်းကျိုးကိုဖုံးဘက်ကတွင်းတဲ့အာသွန်းကျိုးကောင်းကိုဖြတ်ပြီးတော့ USB ကိုဘာမှထိုးပြီးတော့အဲ့ကျိုးကထွက်တဲ့အနီးနဲ့ကိုဒီမှာဘယ်ဟာပဲချိန်ချိန်အနီးနဲ့မရွေးဘူးတိုက်တဲ့ဟုတ်တာကိုချိန်လို့ရတယ်အဓိကဒီနှစ်ခုကိုချိန်ဖို့ပဲသူကအနီးနဲ့မရွေးဘူးကွိုင်းဆိုတော့ဒါမျိုးလေးဒီအမဲ့ဂန်းထိတ်ကတိုင်းမဲ့ကြုတ်သွားပြီသုံးမရဘူးဒါပေမဲ့သူကဂန်းထိတ်ကိုအဟောင်းရှိရင်တော့ပြန်ထည့်ပြီးသုံးလို့ရတယ်ဒါမျိုးမြင်နေလို့ရှိရင်ဒါမျိုးထိလိုက်လို့ဒါမျိုးမြင်နေရဆိုလို့ရှိရင်ဒါခဲကန်းထိတ်ကကောင်းနေတယ်သုံးကြည့်လို့ရပါတယ်